ကပ်မှာဝင်းအဖောင်သုံးပြီးဒီလိုစလုံးစင်တွေရေးရခတ်နေတယ်မြန်မာစာရေးလိုက်ရင်စလုံးအမှန်မပေါ်ဘူးဖြစ်နေတယ်မြန်မာစာဖောင်အလှတွေသုံးမရဘူးဖြစ်နေတယ်ကျွန်တော်ဒါဆိုရင်ဒီလိုနည်းလေးနဲ့ဖြည့်ရှင်းလို့ရပါတယ်အားလုံးပဲမင်္ဂလာပါဒီ test channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ကပ်မှာဝင်းအဖောင်သုံးပြီးစလုံးစင်ဘယ်လိုရေးမလဲဘာကြောင့် Unicode ပြည်ထောင်စုဖောင်ကိုသုံးလို့မရတာလဲမြန်မာစာဖောက်အလှတွေဘယ်လိုသုံးရမလဲစတဲ့အကြောင်းအရာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမအဆုံးသိထားရမှာကကပ်မှာမြန်မာစာမှန်ချင်ရင်သူများနဲ့မတူတဲ့ဖောက်အလှတွေသုံးချင်ရင်ကျွန်တော်ဝင်းအဖောင်ကိုသွင်းရပါတယ်ဖောင်သွင်းနည်းအသေးစိတ်ကိုလည်းဒီဗီဒီယိုမှာကြည့်ရှုနိုင်ပါတယ်ဆိုတော့ကပ်မှာကျွန်တော်တို့သုံးရမှာကဝင်းအ Telegram တို့ Facebook တို့ Messenger တို့တခြားပုံမှန်မှာကျွန်တော်တို့သုံးနေတဲ့ဖောင်တွေကပြည်ထောင်စု Unicode ပေါ့နော်ဝင်းအပ်နဲ့ Unicode ဆိုတာကလက်ကွက်ကောရေးတဲ့ပုံစံရောစကားလုံးအထားအတူရောတခုမှမတူပါဘူးဥပမာကာကြီးရရေးကြဆိုတဲ့စကားလုံးမထားပါတော့ Unicode မှာဆိုရင် B ဖြစ်တဲ့ကာကြီးကိုအရင်ရေးရတယ်ပြီးမှရရရေးတယ်ဝင်းအပ်မှာတော့ရရကိုအရင်ရေးရတယ်ပြီးမှ B ရဲ့ခရာဖြစ်တဲ့ကာကြီးကိုရေးရတယ် Unicode ရေးနည်းတိုင်းရေးလိုက်ရင်စာအမှန်မပေါ်တော့ဘူးဒါကြောင့်မို့လို့ဝင်းအဖောင်ကိုသုံးတော့မယ်ဆိုရင်ဝင်းအလက်ကွက်နဲ့ရေးရမယ်ပြည်ထောင်စု Unicode ကိုသုံးမယ်ဆိုရင် Unicode လက်ကွက်နဲ့ရေးရမယ်အရေးကြီးဆုံးကတော့ကျွန်တော်ပထမဗီဒီယိုမှာပြောခဲ့သလိုပဲဝင်းအသုံးတော့မယ်ဆိုရင် keyboard မှာမြန်မာဖောင်ကိုမပြောင်းမနေတခြားတနည်းပြောရရင်မယ်ဆိုရင်အင်္ဂလိပ်ဖောင်ပဲထားပြီးတော့မှရေးရမယ်ဒီမှာကစလုံးစင်တွေရေးတော့မယ်ဆိုရင် Alt key နဲ့ကဏန်းလေးတွေတွဲပြီးတော့မှရိုက်ပေးရတယ်ဥပမာအနေနဲ့ကာကြီးကိုနှလုံးစင်ရေးမယ်ဆိုရင် Alt key ကိုဖိထားပြီး3.253ကိုရိုက်ပေးရမယ်ခါဝေးကိုရေးမယ်ဆိုရင်လည်း order key နဲ့3.169ကိုဓာတ်ငယ်ကိုရေးချင်တယ်ဆိုရင်လည်း order key ရဲ့3.193ဟုတ်တော့ရိုက်ပေးရမယ်ရွေးကိုရေးမယ်ဆိုရင်လည်း order key နဲ့3.239ဒီလိုရိုက်ပေးလိုက်ရပြီပေါ့နော်ဝင်းအဖောင်တွေရေးတဲ့အခါမှာ Word တို့ Photoshop တို့မှာ error တက်လေးရှိတဲ့ဓာတ်တွေတို့ဓာတ်အောက်ချက်တို့ကိုလည်းကပ်မှာ error မရှိပဲရေးလို့ရတာတွေ့ရတယ်တခုသတိထားမှာဒေါ်တို့ပါလို့ပေါ့နော်ရေးချရှေ့ထိုးကိုရေးမယ်ဆိုရင်ပုံမှန်ကျွန်တော်ရေးနေကြရေးသလိုရေးချရေးပြီးရှေ့ထိုးရေးတာမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့သတ်မှတ်ထားတဲ့ရေးချရှေ့ထိုးတစ်ခါတည်းပါပြီးသား key ကိုရေးတာပို့ပြီးလှတယ်တခြားတရတွေမှာလည်းဒီလိုပဲဥပမာကြွကိုရေးမယ်ဆိုပါစို့ရရည်ရဝါဆွဲရတုံးစီမရေးဘဲနဲ့သူ့ရဲ့သတ်မှတ်ထားတဲ့key ကိုပဲတုံးပေးတာပို့ပြီးတော့ဖောင်ကိုလည်းလှတာပေါ့နော်ဖောင်ပို့လှစေတာပေါ့ဝင်းအဖောင်အကြောင်းကိုနားလည်ပြီဆိုရင်တော့ဘာကြောင့်ကျွန်တော်တို့ keyboard မှာ English ထားပြီးရေးခိုင်းလဲဆိုတဲ့အကြောင်းကိုတွားလိုက်ကြရအောင်တကယ်တော့ keyboard မှာ English မထားဘဲနဲ့ပုံမှန်လိုမြန်မာဖောင်ပဲပြောင်းရေးမယ်ဆိုရင်ကပ်ထဲမှာကျွန်တော်တို့ကြိုက်တဲ့ဖောင်ကိုပြောင်းတူလိုက်မပြောင်းတော့ဘူးဆိုလိုတာကမြန်မာပြောင်းရေးလိုက်ရင်ဝင်းအမဟုတ်တော့ Unicode ဖြစ်သွားတဲ့အတွက်ဝင်းအဖောင်တွေကသူ့ပုံမှာအကျိုးသက်မှုမရှိတော့ဘူးပေါ့နော်ပိုနားလဲလွယ်အောင်ကျွန်တော်ဒီဥပမာလေးနဲ့ရှင်းပြလိုက်ပါမယ်တကယ်လို့ဖောင်အလှမတုံနဲ့ရတယ်ဒီဖောင်လည်းအဆင်ပြေတယ်ဆိုရင်တော့အသုံးပြုနိုင်တယ် Unicode ဖြစ်တဲ့အတွက်ပုံမှန်သုံးနေကြလက်ကွက်ကိုသုံးပြီးရေးနိုင်တယ်စလုံးအဆင့်တွေဆိုရင်တော့ Shift F ကိုသုံးပြီးရေးလိုက်ရုံပဲဒီလိုဆိုရင်တော့အဆင်ပြေမယ်လို့ထင်ပါတယ်တခြားမေးလို့တဲ့အကြောင်းအရာတွေရှိရင် comment မှာမေးသွားနိုင်ပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ